ဟုတ်ဟွာလေ309ကလေဟိုခလေးတယောက်နဲ့ပေါ့နော်အဲ့ဒါရှောက်လို့ရတာမသိဘူးခလေးတယောက်နဲ့ခလေးကကြတော့12နှစ်ပါကလေး dependent က under 80 year ဆိုတာနဲ့ရှောက်လို့ရတယ်နော် Aussie က PR status ဒါမှမဟုတ်လို့ရှိရင် citizen ဟိုဘက်မှာရှိနေပြီးတဲ့တယောက်အမတို့နှစ်ယောက်ရဲ့ relationship ကိုပြနိုင်တယ်ဆိုလို့ရှိရင်309 offshore ကရှောက်လို့ရတယ်နော် relationship document တွေ strong ဖြစ်အောင်ပြနိုင်တယ်ဆိုလို့ရှိရင်ဒါအမတို့ရဲ့ဒီ relationship မှာဒီ session နှစ်ယောက်ကလေးအတွက်ပါတစ်ခါလေးတွဲပြီးတော့ရှောက်လို့ရတယ် offshore partner visa ဖြစ်တဲ့အတွက်အမရဲ့ partner ဟိုဘက်က PR status citizen status ကတယောက်ရှိရမယ်အမကဒီဘက်က offshore ကနေရှောက်မှာမျိုးမဟုတ်လို့ရှိရင်အမရဲ့ partner ကတခြားနိုင်ငံကတော့တော့ကောင်းစသဖြင့်ပေါ့နော်တရားရုံးကတော့ Aussie မှာရှိနေရမယ်ဒီ relationship ကာလတွေမှာအမတက်နိုင်တဲ့မြတ် document တွေ proof တွေပြနိုင်တယ်ဆိုလို့ရှိရင်အမ try လို့ရပါတယ်မှာအမအဲ့ဒါနောက်တစ်ခုမြင်အဲ့လက်ထပ်စာချုပ်တွေကရှိတယ်အမရဲ့နောက်တော့လည်းမင်္ဂလာဖိတ်စာတွေပါရောရှိရအဲ့ဒါတွေရောအတုံးဝင်လာမသိဘူးဟုတ်ရတာပေါ့ပါအမတို့မှလက်ထက်စာချုပ်ပါရှိတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ strong ဖြစ်နေရเนาะ officially အမတို့လက်ထက်ထားတယ်လက်ထက်စာချုပ်လည်းရှိတယ် merit certificate တွေပါရှိတယ်ဆိုလို့ရှိရင်ပို့တော့ strong ဖြစ်နေရအမရှောက်လို့ရပါတယ်လက်ထက်စာချုပ်တစ်ခုနဲ့တော့မလုံလောက်ဘူးဂျားထဲမှာအမတို့ relationship က ongoing ဖြစ်နေရမယ်ဒီ relationship ကသွားနေပါတယ်တောက်လျှောက်ဆက်သွယ်နေပါတယ်ပြောဆိုနေပါတယ်ခဏ keep in touch အမြဲတမ်းလုပ်နေပါတယ်ဆိုတဲ့ reference တွေကိုတော့ဒီ visa application တစ်လျှောက်မှာတောက်လျှောက် proof လုပ်ပေးရမယ် keep update ပေါ့နော်လုပ်ပေးနေရပါမယ်ရှင်အမတို့က marriage လုပ်ထားတဲ့ certificate နဲ့တုံးထုလိုက်တယ်လက်မှတ်ထိုးလိုက်တယ်ဂျားထဲမှာ visa လျှောက်နေတဲ့တက်မှာ ongoing status relationship status ကိုဘာမှမပြနိုင်ဘူးကျွန်မကရှေ့မှာပြောထားတဲ့ message တွေပို့တာတွေ phone call တာတွေအတူတူ activity လုပ်ထားတာတွေ social reference တွေပါတယ်မပြနိုင်ဘူးဆိုလို့ရှိရင်လည်းဒါ home affairs က decision မှာစဉ်းစားလိုက်မယ်ပေါ့နော်အမတို့ရဲ့အောက်ကန်းကတော်တော်လေးထွက်မှာမဟုတ်ဘူးပေါ့နော်။မှာကျတော့ private marriage visa နဲ့ apply လုပ်ထားတာပေါ့နော်။အဲဟာတော့ apply လုပ်ပြီးမှမလေးရှားမှာတစ်ခါထပ်ဆောင်တယ်အဲ့လိုအမပြောအမရှင်းပြသားတာနားထောင်တော့ညီမတို့ကအဲ့လိုခကြီးရဲတူတူထွက်တာတော့ပြီးတော့ financial support တွေပေါ့နော်အမေရိကန်အဲ့လို update လုပ်ဖို့လိုတာပေါ့နော်အမေရိကန်ပြန်ပြီးတော့ update ပြန်လုပ်ပေးရမှာဆိုတဲ့သဘောလားမှာဥမာထားပါတော့မတို့ဒီ marriage လုပ်မယ်ဆိုတော့date တစ်ခုခုပေးပြီးတော့ရှောက်ထားပြီးသားပေါ့နော်ဒီလိုမျိုးရှောက်ထားပြီးသွားပြီဆိုလို့ရှိရင်ဒီတိုင်းကြီးထိုင်ဆောင်နေတာထက်ပေါ့နော် relationship ကပေါ့နော် active ဖြစ်နေရမယ်ပေါ့နော် keep going ဖြစ်နေရမယ်ပေါ့နော်ကိုယ့်ရဲ့ reference တွေတက်တက်ကာရကြီးရနိုင်တယ်များထပ်ပြီးတော့တောက်လျှောက်သူတို့ကို update လုပ်ပေးရမှာမျိုးဖြစ်တယ်ဒါမှမဟုတ်ရဲ့အောက်ခံကမြင်မြင်ထွက်မှာမျိုးဖြစ်တယ်ပေါ့နော်မဟုတ်ရင်သူတို့ကဟို home fair ကတော်တော်စဉ်းစားဖို့အချိန်ယူလိုက်မယ်ပေါ့နော်ဘာလို့ဆိုတော့သူတို့မှာ application တွေကအများကြီးရှိနေရမျိုးဖြစ်တယ်ပေါ့နော်ဒီ partner visa တွေရဲ့သဘောတဘာဝကကြတော့ဒီ scale visa တွေနဲ့မတူဘူးပေါ့နော်ဒီ partner visa ကကြတော့သူတို့နဲ့မတူတာကကြအဲ့လိုမျိုးတစ်နှစ်ကိုဘယ်လောက်ပေးပါမယ်ဆိုပြီးတော့ကိုယ်သာတက်မှတ်ထားတာမျိုးမရှိဘူးဆိုတော့ as long as ပေါ့နော်အမားတို့ကဒီ partner relationship evidence တွေကိုပြနိုင်ရင်ပြနိုင်တယ်လားသူတို့ရဲ့ criteria တွေကိုက်ညီတယ်လားပေါ့နော်သူတို့က visa ချပေးမှာမျိုး visa ကို limit လုပ်ထားတာမရှိဘူးကိုက proof ပြနိုင်ရင်ပြနိုင်တယ်လား application process တွေကညံတာကြာတာမျိုး decision တွေကွာသွားတာမျိုးပဲရှိမယ်ပေါ့နော်ဒီ number တွေနဲ့ဒီနှစ်မှာတော့ဘယ်နှစ်ယောက်ပေးမယ်ဒီနှစ်မှာတော့ဘယ်နှစ်ယောက်ပေးမယ်ဆိုပြီးဒီလိုမျိုးသတ်မှတ်ထားတာမရှိဘူးပေါ့နော်ဒါကဒီ scale visa နဲ့ဆိုင်ရင်အတားချက်လို့ပြောလို့ရတယ်ပေါ့နော်အဓိကကကိုယ့်ရဲ့ relationship ကို strong ဖြစ်အောင်ပြပေးဖို့ပဲလို့ပေါ့နော်အခုအမျိုးသားကြတော့ဒီ Australia မှာ skill visa ရထားရပေါ့နော်ဒါမဲ့တော့လက်ရှိမှာတော့ first entry တော့ဝင်ပြီးသွားပြီဒါမဲ့လက်ရှိမှာတော့ Australia မှာမနေနေသေးဘူးပေါ့နော်မနေနေသေးဘူးဆိုတော့အခု partner visa လျှောက်တဲ့အခါကျလို့ရှိရင် तू ကနိုင်ငံတွင်းထဲမှာရှိနေဖို့လိုမလားပေါ့နော်မရှိဘဲနဲ့တင်လို့ရှိရင်ရောတခြားဘယ်လိုမျိုးပြနိုင်မလဲပေါ့နော်နှစ်ယောက်ကတော့အတူတူ Australia ကတော့ရွှေ့လာကြမှာပဲလက်ရှိကတော့ तू ကတော့လောလောဆယ်မနေနေသေးဘူးပေါ့အဲ့လိုဆိုရင်ရောလျှောက်လို့ရနိုင်တာပေါ့နော်အဲ့ဒီတစ်ချက်သိချင်တော့ပါရှင်ဟုတ်ကဲ့မနေနေသေးဘူးဆိုတာကသူ့ရဲ့ visa status ကဘယ်လို visa status နဲ့ရထားလဲပေါ့နော်ဆိုတော့လောလောဆယ်မှာ9နှစ်ရထားတဲ့ skate visa နဲ့ပဲဒါပေမဲ့လက်ရှိမှာကတော့မဝင်သေးဘူးပေါ့နိုင်ငံတွင်းတော့မဝင်သေးဘူး first entry ကိုရထားတယ်ဒါပေမဲ့အဲ့ဒီမှာပြောင်းပြီးတော့အခြေမချသေးဘူးပေါ့နော်9နှစ် visa ဆိုတာက9နှစ် visa လို့ပြောတိုင်း PR လို့တော့ပြောလို့မရဘူးပေါ့နော်ဥပမာ number skate visa number တွေပါရောတိထားရမျိုးရှိလာရင်189ဒေါ်လာကောင်190ဒေါ်လာကောင်491ဒေါ်လာကောင်ပေါ့နော်ဘာလို့ဆိုတော့491ဆိုလို့ရှိရင်9နှစ်ရထားတာတော့မှန်တယ်သူက PR status မဖြစ်သေးဘူးလေဆိုတော့ဒီလိုမျိုး PR status မဖြစ်နေသေးတဲ့သူဆိုလို့ရှိရင်9နှစ်ရထားတိုင်း PR ဖြစ်နေတာမျိုးမဟုတ်နေသေးဘူးပေါ့နော်။ဒီသူက PR status နဲ့ဆိုလို့ရှိရင်တော့လူကတော့ဟိုဘက်မှာမရောက်သေးဘူး။ဥပမာခုနကရှိမှပြောသွားတယ်လို့မျိုး820ဆိုလို့ရှိရင်နှစ်ယောက်လုံးက on show မှာဖြစ်နေရမယ်။လူကဟိုဘက်ကိုမရောက်နေသေးဘူးဆိုလို့ရှိရင်တော့တေချာတာကတော့820ရှောက်လို့မရဘူး။
offshore ကရှောက်မယ်ဆိုလို့ရှိရင်လေတယောက်ယောက်ကဒီရှောက်မဲ့ပါတနာကဟိုဘက်မှာတော့ရှိနေမှရမှာမျိုးဖြစ်တယ်ပေါ့နော် Aussie ထဲမှာလည်းမရောက်နေသေးဘူးဖြစ်တဲ့အတွက်နည်းနည်း condition လေးတော့ရှိလိမ့်မယ်ပေါ့နော်ဘာလို့ဆိုတော့ PR သမားတွေကလည်းအနည်းဆုံး Aussie မှာ2နှစ်နေပေးရတာမျိုး3နှစ်နေပေးရတာမျိုးစတဲ့ condition လေးတွေတော့ရှိတယ်ညီမလေး PR စတဲ့သမားတွေကအဲ့လိုမျိုးလေး condition လေးတွေရှိတယ်ဒါမှမဟုတ်ရှင်ဒါအသေးစိတ်လေးတွေပေါ့နော်အမတို့ဒီ consultant တွေ lawyer တွေနဲ့တစ်ချက် consult လုပ်ကြည့်လိုက်ပါညီမလေးတွေပေါ့ဆိုအခုလက်ရှိ status ရဆိုလို့ရှိရင်ညီမလေး partner ရဲ့ visa status လည်းအမကအသေးစိတ်သိလို့မရဘူးဆိုတော့ဘယ်လို visa type မျိုးလဲဘယ်လို condition မျိုးလဲဆိုတော့ visa ကgrant ဖြစ်လာပြီဆိုလို့ရှိရင်သူ့ရဲ့ condition လေးတွေတစ်ခါလေးပါလာပြီးသားပေါ့နော်ဘယ်လို condition မျိုးကိုထပ်ထိန်းထားမှလားဒီလို PR status က eligible ဖြစ်တယ်ဒီ status နဲ့ဆိုလို့ရှိရင်တော့ဘယ်လိုလူတွေကို sponsor ပေးပြီးခေါ်လို့ရပါတယ်ဆိုတဲ့ condition လေးတွေရှိတယ်ကွာဆိုတော့အသေးစိတ်လေးတွေကတော့ညီမလေးတို့ရဲ့ဒီ visa status document လေးတွေကိုကြည့်မှပဲအမှပြောပေးလို့ဆင်ပြေမယ်ပေါ့နော်ရိုင်းပြီးပြောလိုက်လို့ရှိရင်လည်းမှားသွားမှမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်တေချာတာကတော့ on show visa ရှောက်လို့မရဘူးပေါ့နော်ညီမလေးတို့2ယောက်လုံး on show မှာရှိနေတာဖြစ်တဲ့အတွက် off show ကိုပဲတစ်ချက်ဘယ်လို try လို့ရမလဲပေါ့နော်ဟိုဘက် Aussie သမားကဟိုဘက်ကိုရောက်နေပြီးမှ2နှစ်နေသည်3နှစ်နေသည်ပြီးမှပဲပတ်တနာကိုခေါ်လို့ရမလားပေါ့နော်ဒီလိုမျိုးလေးတွေရှိမယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ခုနကတခြားပေါ့နော်တခြားဘယ်လိုမျိုးနဲ့တွားလို့ရမှာလဲဆို visa type ပုံမှာတော့မူတည်ရယ်ကွာညီမလေးရဲ့ visa type မျိုးစားအတိအကျလေးကိုမူတည်တယ်ဆိုတော့အတိအကျ document လေးတွေနဲ့အမတို့ lawyer နဲ့ consultation တစ်ချက်ယူကြည့်လိုက်ပေါ့နော်ဒီလိုမျိုးလေးတွေဆိုလို့ရှိရင်တော့ personal life ပေါ့နော်အကြံဉာဏ်ထွက်လာလိမ့်မယ်ဆိုတော့မြန်ဆန်ဘယ်လိုမျိုးတွားလို့ရမလဲပေါ့နော်ညီမလေးနေနောက်ကဘယ်လိုလိုက်လို့ရမလဲဘာကိုကြိုပြင်ဆင်တဲ့လဲဆိုတာမျိုးလေးတွေကြတော့ lawyer နဲ့တစ်ချက်အသေးစိတ်လေးညီမတို့ရဲ့ဒီ visa status လေးတွေပါ share ပြီးတော့ပေါ့နော်ဒီ consultation လေးတစ်ချက်ယူပြီးပါတော့မှအကြံဉာဏ်ပေးခြင်းတယ်ပေါ့နော်ဟုတ်ကဲ့သူကဟို sub class 190ပေါ့ဟုတ်190ဟုတ်ကဲ့ညီမလေးချွန်းချက်လေးတွေရှိတယ်เนาะဘာမှ तू ကတော့ PS status တော့ရထားတာမျိုးလေးရှိပြီးတော့ဟိုဘက် Aussie မှာလည်းမရောက်နေသေးဘူးဆိုလို့ရှိရင်เนาะဒါအမရဲ့အမြင်ရဆိုလို့ရှိရင်เนาะမရဘူးများတယ်ပေါ့နော်တခုခု something condition လေးတွေညီမလေးတို့လုပ်ပေးဖို့လိုမယ်ဟိုဘက်မှာအနေပေးရမှာမျိုးလုပ်ပေးရမှာမျိုးပေါ့190ရဲ့သဘောတဘာဝဆိုလို့ရှိရင်ညီမလေးတို့ဟိုဘက်ကိုရောက်ပြီးသွားပြီဆိုလို့ရှိရင်အနည်းဆုံး2နှစ်တော့သက်ဆိုင်ရာ state မှာနေပေးရမှာမျိုးရှိမယ်နော်ဒီလိုမျိုးလေးတွေရှိမယ် condition လေးတွေရှိမယ်ငါတော့ PR visa ရထားပြီဆိုပြီးတော့လည်းနေလို့မရဘူးပေါ့နော်190ရဲ့ status ကညီမလေးတို့ရဲ့ nominate လုပ်ထားတဲ့ state ပေါ့နော်အနည်းဆုံး2နှစ်လုပ်ပေးရတဲ့မျိုးဆိုတဲ့ condition တွေရှိတယ်နော်ဒီလိုမျိုး condition တွေကိုမေ့ပြီးတော့ညီမလေးတို့ဟိုဘက် Aussie ကိုမတွားထားဘူးအလုပ်မလုပ်ထားဘူးဆိုလို့ရှိရင်တော့ maybe ညီမလေးတို့ရဲ့ visa status ကပြဿနာဖြစ်လာနိုင်တာမျိုးရှိတယ်ပေါ့နော်ဆိုတော့ lawyer နဲ့တစ်ချက် consultation လေးယူကြည့်ပါညီမလေးတို့ရဲ့ grant letter လေးတွေတခြား share ပြီးတော့ပေါ့လေဆိုတော့ grant letter ထဲမှာတခြား condition တွေရေးထားတာမျိုးရှိတယ်ပေါ့နော်ကိုက PR status ရထားပြီ PR visa 190ရထားပြီဆိုပြီးတော့ပေါ့နေလို့မရဘူးပေါ့နော်တော့じゃ visa valid expiry ဖြစ်သွားတာမျိုးပေါ့နော်ဒီကြားထဲမှာဆောင်ရန်လုပ်เสียလေးရှိရယ်ကွာ190ရဲ့သဘောတဘာဝကသက်ဆိုင်ရာ state ကနေပြီးတော့ nominate လုပ်ပြီးခေါ်ထားတာဖြစ်တဲ့အတွက်ညီမလေးတို့အဲ့သက်ဆိုင်ရာ state မှာအလုပ်လုပ်ပေးရမယ်အဲ့ဒီ occupation နဲ့လုပ်ကိုလုပ်ပေးရမယ် condition တွေရှိတာမျိုးရှိရယ်ပေါ့နော်တော့ကြကြတော့ညီမလေးတို့မေ့ပြီးတော့မသွားပြစ်တာမျိုးမလုပ်ပြစ်တာမျိုးဆိုလို့ရှိရင်နည်းနည်းတချို့ chance တွေ miss ဖြစ်သွားမယ်အချိန်တွေမကြာသင့်မဲနဲ့ကြာသွားတာမျိုးတွေရှိသွားနိုင်တယ်နော်ဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမကြီးကျွန်မမိခိုတခုလောက်ထပ်မိချင်ပါကျမကတော့ဒီ Australia ကို visa နေရနဲ့လပိုင်းလောက်ကရောက်ရှိလာတယ်ပေါ့နော်ဒါပေမဲ့ကျမ visa နေရဆိုလို့ရှိရင်တော့ကျမတို့ PR တာတော့ရတယ်ဒါပေမဲ့ CTC တော့မဖြစ်သေးမရဘူးပေါ့နော်အဲကြောင့်မလို့ကျမ partner visa နဲ့တကယ်လို့ကိုရဲ့ partner visa အနေနဲ့ခေါ်မယ်ဆိုလို့ရှိရင်တော့ CP မလားပေါ့နော်အဲတကူတော့ cover လုပ်ချင်တယ်ပေါ့နော်အမကတော့အခု Aussie မှာရောက်နေပြီးသားအမရဲ့ partner ကိုခေါ်ချင်တာပေါ့နော်ဟုတ်ကဲ့အမက PR status နဲ့ရှိနေပြီလား तू ကတော့ PR ပတနာ visa ရဲ့သဘောတဘာဝကတယောက်က PR တောင်မှမဟုတ်ရင် citizen ဖြစ်နေရမယ်လို့ပြောထားတာပေါ့နော် PR ကဘယ်လိုမျိုးနဲ့ PR ရောက်တာမျိုးပဲဖြစ်ဒီလိုမျိုး condition တွေကိုသတ်မှတ်ထားတာမျိုးတော့အသေးစိတ်လေးတွေတော့မတွေ့ထားသေးဘူးပေါ့နော်ဆိုတော့အမက200နဲ့ပဲ PR ဖြစ်ဗာနဲ့ပဲ PR ဖြစ်ပေါ့နော် PR status မှာအမအနေနဲ့ပေါ့နော်ဟိုlegally ဟိုဘက်မှာနေနေတယ်သူတို့ရဲ့ rules and regulation အတိုင်းအမရဲ့ visa status ကိုတောက်လျှောက်စောင့်ထိန်နေတယ်သူတို့ရဲ့ regulation ကိုလိုက်နာနေတယ်ပေါ့နော်ဘာမှ crime တွေဘာတွေမလုပ်ထားဘူးဆိုလို့ရှိရင်အမရဲ့သတ်မှတ်ထားတဲ့ထားပါတော့ visa က9နှစ်ရတယ်ဆိုလို့ရှိရင်သတ်မှတ်ထားတဲ့2နှစ်တန်နေ3နှစ်တန်နေပြီးပြီဆိုတာမျိုးပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်ခုနကအမရဲ့ partner ကိုဒါ PR status အနေနဲ့ sponsor လုပ်ခွင့်ရှိပါတယ်အသေးစိတ်လေးတွေကိုကြတော့ခုနကဒီ
visa condition လေးမှာတော့တစ်ချက်တော့မူတည်တယ်ပေါ့နော်တယောက်နဲ့တယောက်ဒီ Aussie မှာနေတဲ့ visa condition လေးတွေကတော့မတူနိုင်ဘူးပေါ့နော် visa condition တွေကတယောက်နဲ့တယောက်ကိုချပေးတာမတူဘူးပေါ့နော် visa status ပုံမှာဥပမာခုန190ရဲ့ status ဆိုလဲသူ့မှာလည်းသူ condition ရှိတယ်ဥပမာ200ဆိုလို့ရှိရင်လည်း200ရဲ့ condition ရှိတယ်ပေါ့နော်ဆိုတော့အသေးစိတ်ကကြတော့အမားတို့ရဲ့ grant letter ကိုတခြား share ပေါ့နော် grant letter လေးတွေကိုတခြား share personal နှစ်ယောက်လုံးရဲ့ personal data လေးတွေကို share ပြီးတော့အမားတို့ lawyer နဲ့ပေါ့နော် legal advice လေးယူလိုက်တာတော့အကောင်းဆုံးဖြစ်တယ်ပေါ့နော်ဥပမာကျွန်မပြောလိုက်လို့မှားသွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ကြာ lawyer ကကြတော့ကျွန်မတို့ထပ်ပို့ပြီးတော့ဒီ professional advice ပေးနိုင်တယ် legal advice ပေးနိုင်တယ်ရှင်de facto registration ကပေါ့နော်ဒီ statement တွေပေါ့နော်ခုနကဒီ de facto ပဲလုပ်လို့ partner visa ကိုပဲရှောက်ပေါ့နော်အမားတို့အဓိကအမကအခုလောလောဆယ် PR status နဲ့နေနေတယ်ဆိုတော့အမနေနေတဲ့သက်ဆိုင်ရာ state တစ်ခုခုမှာပေါ့နော်ဒီဥပမာထားပါတော့အမက Victoria မှာဖြစ်ဖြစ် Victoria ရဲ့သက်ဆိုင်ရာ certificate ထုတ်ပေးတဲ့ department မှာတင်ရမှာပေါ့နော်ဘယ်လို document တွေတင်ရမှာမလဲဆိုလို့ရှိရင်အမတို့ဒီဘက် offshore က partner နဲ့ပေါ့နော်ခုနနှစ်ယောက်လုံးရဲ့ဒီ evidence တွေကိုပြပေးရမယ် financial commitment household social evidence commitment ဒီလိုမျိုးဟာတွေကိုdocument တွေကိုစုဆောင်းရမယ်ပြပေးရမယ်ပေါ့နော်အမရဲ့ offshore က partner နဲ့ဒီလိုမျိုးစုဆောင်းပြီးလို့ရှိရင်အမနေထိုင်တဲ့သက်ဆိုင်ရာ state မှာပေါ့နော် registration လုပ်ရမှာမျိုးဖြစ်တယ်ပေါ့နော်ဒီ registration certificate ရပြီဆိုတာနဲ့ဒီထပ်ပြီးတော့ partner visa 309ကိုထပ်လျှောက်လို့ရမယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် partner က onshore ကိုရောက်အောင်လာနိုင်တယ်ပေါ့နော် visit visa နဲ့တော့၎င်းပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်လည်းဒါချွင်းချက် onshore ကနေ onshore Aussie ကိုရောက်ပြီးမှonshore partner visa တင်လိုက်လို့ရတယ်တခုရှိတာက risky ကကြတော့ Australia ကို visit visa နဲ့တွားဖို့ကကြတော့ risk များတယ်ပေါ့နော် risk များတယ်ဆိုတော့ offshore ကတော့ဒါကတော့ twine ကြီးမှာပေါ့လေ twine ကြီးမှာတော့သိမယ်ပေါ့လေ visit visa ကသူတို့ကလုံးဝပိတ်ပင်ထားတာမျိုးလည်းမဟုတ်ဘူးထိုင်းကြည့်လို့ရရင်လည်းရမယ်ရချင်မှလည်းရမယ်ပေါ့နော်ထိုင်းကြည့်လို့ရခဲ့သည်ရှိရင်တော့နှစ်ယောက်လုံးက onshore partner visa ကိုထိုင်းလို့ရတယ်ဒါဆိုနှစ်ယောက်လုံးက onshore မှာရှိနေပြီ Aussie ကိုရောက်သွားပြီဖြစ်တဲ့အတွက် onshore partner visa ထိုင်းလို့ရတယ်တကယ်လို့ risk မယူချင်ဘူး visit visa နဲ့မသွားချင်ဘူးဆိုလို့ရှိရင်တော့ offshore ကနေပဲ309နဲ့ပဲရှောက်ရမှာဖြစ်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ် marriage မလုပ်ထားဘူး marriage certificate မရှိထားဘူးဆိုလို့ရှိရင်တော့ခုနက strong support အနေနဲ့ de facto relationship ကို register လုပ်ရမယ်ပေါ့နော် register လုပ်ရမယ်အမရဲ့ document နဲ့ဒီဘက်က partner ရဲ့ document တွေခုနကသက်ဆိုင်ရာ relationship reference တွေကိုသက်ဆိုင်ရာအမနေတဲ့ New South Wales ဆို New South Wales Victoria ဆို Victoria ပေါ့နော်ဆိုင်သက်ဆိုင်ရာရုံးတစ်ခုခုမှာဒါ register လုပ်ရမှာပေါ့နော်ဒီလိုမျိုးတွေကိုကြာတော့ကျမတို့ဒီ reverse က registration service ပေးတယ်ပေါ့နော် registration service ပေးတယ်အဓိကကအမကဒီလိုမျိုး reference တွေကိုတခြားပြပေးလို့လေကျမတို့ကတခါလေဒီ statutory declaration ကဘယ်လိုမျိုးပြင်ဆင်ပေးတယ်ဘယ်လိုမျိုးရှောက်ပေးရတယ်ဆိုကျမတို့ guideline လုပ်ပေးမယ်ပေါ့နော် guideline လုပ်ပြီးတော့ registration ရအောင်အရင်လုပ်ပေးမယ် registration ရပြီဆိုတာနဲ့နောက်တစ်ဆင့်ကကြတော့ခုနက offshore partner visa ကိုဆက်လျှောက်တဲ့အဆင့်ဒီလိုမျိုး service တွေကျမတို့ကလုပ်ပေးပါတယ်ရှင်ဟုတ်ကဲ့ကျွန်မအခုတော့ Melbourne မှာပေါ့နော်ဆိုတော့ဟုတ်ကဲ့ဆီယမဒီတခုကတကယ်လို့အဒီ different က register ပြီးအောင်သွားပြီဆိုလို့ရှိရင်တော့ကျမတို့ထိုင်းထိပြန်ပြီးတော့ marriage certificate အနေနဲ့ပြန်ပြီးတော့လက်ထပ်ပြီးတော့ partner visa လောက်ဆရာမလို့ပဲနဲ့တကယ်လို့သူတို့ဒီဟာအတိမပြုတ်သွားပြီဆိုလို့ရှိရင်ကျမရဲ့ partner ကိုတားပြီးတော့သူ့စီကိုပြသွားပြီးတော့ marriage ဆရာမလို့ပဲဒီကနေမှခေါ်လို့ရပြီဆိုတဲ့ဟာမျိုးလားဟုတ်တယ်marriage certificate marriage မလုပ်ချင်သေးဘူးဆိုလို့ရှိရင် marriage certificate မရှိထားသေးဘူးခုလောလောဆယ်လဲ long distance relationship ဖြစ်နေတယ်ဆိုလို့ရှိရင် de facto ကိုရွေးပြီးတော့ de facto register လုပ်လို့ရတယ် de facto နဲ့ marriage certificate နှစ်ခုတည်းကတစ်ခုပြရင်ရတယ်ဆိုတော့ de facto က fee ဘယ်လိုမျိုးပေးရလဲเนาะ service အတွက် service fee လေးတွေအသေးစိတ်လေးတွေကကျမတို့ဒီ consultant နဲ့တစ်ချက်ဆွေးနွေးလိုက်เนาะသူကအသေးစိတ်လေးတွေ consultant fees လေးတွေကစပြောပြလာမယ်เนาะဟုတ်ကဲ့ visit visa နဲ့ဆိုရင်ပို့ပြီးတော့ risk များဆိုတော့တကယ်လို့reject ဖြစ်ခဲ့တယ်ဆိုရင်ရောပြန်လျှောက်ရင်ရောထိရောက်မှုရှိလားမသိဘူးreject ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းထိရောက်မှုရှိလားဆိုတာကကြတော့ဒီကိုကသွားပြီးတော့ visit လုပ်မယ်ဆိုတော့ purpose ပေါ့နော်ရည်ရွယ်ချက်ကဘာလဲဆိုတာကိုတစ်ချက် strong ပြပေးလို့ရတယ်ပေါ့နော် reasonable ဖြစ်တဲ့ရည်ရွယ်ချက်ပေါ့နော်ဘာကြောင့် visit သွားလဲခြင်းလဲဆိုတော့ချက်လက်တွေပေါ့နော်ဒီဟာတွေကိုတခြားခိုင်မာရေးပေးရမှာမျိုး plan တွေကိုတခြားပြပေးရမှာမျိုး financially ငါဒီ visit လုပ်နေစဉ်ကာလမှာဘယ်လိုမျိုး financial support ပေါ့နော်ငါရဲ့ income ကဘယ်လိုမျိုး support လုပ်မယ်ဆိုတာမျိုးတွေကိုတခြားပြပေးရမယ်ပေါ့နော်ဒါကဘယ်လောက်ပဲတခြားပြပေးလို့ဆိုတော့
risk များတာကဘာကြောင့် risk များရလို့ပြောလဲဆိုလို့ရှိရင်ကျမတို့နိုင်ငံရေးချင်းနေကြသူတို့ကခုနောက်ပိုင်း decision တွေဆိုလို့ရှိရင်ဘယ်လိုထွက်လာလဲဆိုလို့ရှိရင်နင်တို့နိုင်ငံကိုပြန်မှာမဟုတ်ဘူးဆိုတဲ့ decision မျိုးပေါ့နော်ဘာလို့ဆိုကိုနိုင်ငံကနိုင်ငံရေးချင်းနေမကောင်းမှုဖြစ်နေတာဆိုတော့ကကြတော့သူတို့ကအထောက်ထားမလုံလောက်ဘူးမခိုင်လုံဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့နော်ဒီလိုမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ visit visa သမားတွေကဘယ်လိုမျိုးခိုင်လုံမယ်လဲဆိုလို့ရှိရင်လုံးဝထူးထူးခြားခြား special event Aussie မှာရှိနေတာမျိုးပေါ့နော်ခုနကအထားမှာတော့ Aussie ကိုတွားပြီးတော့ marriage လုပ်မှာမျိုးဆိုရင်တော့မှခုနက prospective marriage visa နဲ့ဒီ marriage plan လုပ်မဲ့ date တွေကိုချပြရမှာပေါ့နော်ငါတော့ဘယ်ရက်မှာmarriage လုပ်ဖို့ plan လုပ်ထားရဲဆိုတော့ဒီ event အကြီးပြပေးတာမျိုးဟို something နောက်ထပ်တစ်ခုမှ graduation ပေါ့နော်ဒါ graduation တော့မှခုနောက်ပိုင်းသိပြီးတော့ခိုင်လုံတယ်လို့မတက်မှတ်ကြတော့ပေါ့နော် graduation အတွက်တွားဖို့ကြိုးစားတဲ့မိဘတွေတောင်မှသူတို့ကမပေးတာရှိတယ်ပေါ့နော်ဒါတော့ရမ်းမခိုင်လုံနေဘူးတော်တော်ကို strong ဖြစ်မှရမယ်ပေါ့နော်ဒါအတိအကျတော့ပြောလို့မရတော့ဘူးတာရေးနာရေးတေးရှင်စသဖြင့်ပေါ့နော်ဒီလိုမျိုးလုံးဝကို special events ကြမှာပါသူတို့တော်တော်စဉ်းစားပေးလိမ့်မယ်လို့ပြောလို့ရတယ်ပေါ့နော် visit visa ကဒီလိုမျိုးတော့ရှိရပေါ့နော်အဲအကြောင်း risk များတယ်လို့ပြောတာပါ Can I bring my husband together if I got offer 42ရတဲ့သူလည်းတခါတည်း partner ကိုထည့်ပြီးတော့ရှောက်လို့ရတယ်နော်42 offer ဒါပေမဲ့42 offer ကခေါ်လို့ရလားဆိုတာက42ရှောက်နေစဉ်အတွင်းမှာတခါတည်းထည့်ရှောက်မှာတခါတည်းခေါ်လို့ရမှာပေါ့နော်ရှောက်ထားစဉ်အတွင်းမှာတော့ကပါတနာရှိပါတယ်ဆိုတာကိုပြောပြီးမရှောက်ထားဘူးဆိုလို့ရှိရင်တော့ခေါ်ကကြမှာကောက်ခံငင်ကခေါ်သွားလို့မရဘူးနောက်ကနေပြီးတော့42 subsequent နဲ့လိုက်ရမှာမျိုးဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဆရာမဟိုတကယ်လို့ဒီ defender နဲ့ register ရပြီးတော့ကိုယ့်ရဲ့ပရဏကဒီမှာရောက်ထားပြီဆိုလို့ရှိရင်တော့ဒီ Australia offshore နဲ့ဆိုလို့ရှိရင်တော့တရား permanent နဲ့ပြပြီးတော့apply လုပ်ရမယ်ပေါ့နော်အဲ့ဒီဆိုလို့ရှိရင်တော့ကျွန်တော်တို့ marriage certificate တို့မိကလာပြဆောင်ရမယ်ဆိုတဲ့ဟာမျိုးတို့ request ထားတာတွေရှိလာပါတော့အဲ့လိုမျိုးတော့မရှိထားဘူးရှင်အဲ့လိုမျိုးတော့မရှိထားဘူးတကယ်လို့ပေါ့နော်အမရဲ့ပတ်တနာကအကြောင်းမျိုးနဲ့ Aussie ကိုရောက်ခဲ့သည်ရှိသွားရင်တော့အမတို့ကဒါ on show visa ကိုရှောက်လို့ရတယ်ခုနက820ကိုရွေးပြီးတော့ရှောက်လို့ရပြီon show ကိုမသွားနိုင်သေးဘူးဆိုလို့ရှိရင် offshore ကနေ try မယ်ဆိုလို့ရှိရင်တော့ခုနက de facto registration certificate နဲ့လည်း partner visa ကိုရှောက်လို့ရတယ်သူက partner visa ရဲ့သဘောတဘာဝက marriage certificate ရှိထားတာမျိုးဒါမှမဟုတ်လို့ရှိရင် de facto relationship အနေနဲ့အနည်းဆုံး12လရှိထားတဲ့ relationship မျိုးရှိတဲ့သူတိုင်း try လို့ရတယ်ဒါ de facto status ကို proof လုပ်နိုင်တယ်ဆိုလို့ရှိရင် marriage certificate ကမပြလည်းရတယ်ပေါ့နော်ဒါ Australia ရဲ့သူတို့ rules မှာလည်းထုတ်ပြထားတယ်ပေါ့နော်ဒါပေမဲ့ certificate registration လုပ်ထားတယ်ဆိုလို့ရှိရင်တော့ဟို de facto relationship ရဲ့ proof ကို register မလုပ်ခဲ့တဲ့ဒီတိုင်းပဲခုနကပြောတဲ့ evidence တွေကိုတော့ပြရတယ် registration တော့မလုပ်ထားဘူးဆိုလို့ရှိရင်တော့12လအနည်းဆုံး12လပြပေးရမယ်။ကိုက registration လုပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီ12လအနည်းဆုံးရှိမှပဲ partner visa ကရှောက်လို့ရမယ်ပေါ့နော်။ registration မလုပ်ထားဘူး de facto status ကိုအနည်းဆုံးတစ်နှစ်ရှိမှပဲအဲ့ဒီ visa ကစရှောက်လို့ရမယ်။ဒါ de facto registration လုပ်လိုက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီဟာရဲ့ registration ရဲ့အောက်ခံရပြီဆိုတာနဲ့ပေါ့နော် registration proof လုပ်လိုက်ပြီဆိုတာနဲ့ partner visa ကစရှောက်လို့ရပါပြီတစ်နှစ်စောင့်ကြရမလို့တော့ဘူးပေါ့နော်ကိုကတော့ရတယ် de facto relationship status နဲ့ပဲနေတယ်ဘာ register မှမလုပ်ထားဘူးဆိုလို့ရှိရင်လည်းရှောက်လို့မရဘူးမဟုတ်ဘူးရတယ်အနည်းဆုံး12လကိုယ့်ရဲ့ relationship proof တွေကိုပြပေးရမယ်အနည်းဆုံးเนาะအနည်းဆုံး12လပြပေးရမယ်ကိုကအနည်းဆုံး12လအတွက် registration တွေကreference တွေ proof တွေကမပြနိုင်ဘူးပြဖို့ခက်ခဲရှိနေတာမျိုးဆိုလို့ရှိရင်ဘာအရင်လုပ်လို့ရလဲဆိုလို့ရှိရင် de facto registration ကိုအရင်လုပ်လိုက်ပေါ့နော်ဒါကကြ de facto registration ကကြတော့အနည်းဆုံး3ကနေ6လကိုယ့်ရဲ့ relationship status ကိုပဲပြပြီးတော့ register လုပ်လို့ရတယ်အဲ့ဒီ register က approve ဖြစ်သွားပြီဆိုတာနဲ့ offshore က309 visa ကိုစပြီးတော့ရှောက်လို့ရပါပြီပေါ့နော်အဲဆိုလို့ရှိရင်တော့309ပြီဆိုလို့ရှိရင်တော့ဒီမှာရောက်လာပြီဆိုလို့ရှိရင်တရား visa decision တော့စောင့်ရမှာပေါ့နော် visa decision ကိုစောင့်ရမှာ offshore ကနေပဲရှောက်တာဖြစ်တဲ့အတွက်ပေါ့နော် decision က temporarily approve ဖြစ်သွားပါပြီဆိုမှတော့ Aussie ကိုသွားလို့ရမှာပေါ့နော်ပြီးကကြမှာဆက်ပြီးတော့ကိုယ့်ရဲ့ relationship ကလည်း strong ဖြစ်နေတယ်ဆက်ပြီးတော့ခိုင်မြဲနေတယ်ကိုကလည်းကို keep updating ကိုလုပ်နေတယ်ဆိုမှတော့ဒီ309ရဲ့နောက်ထပ် permanent resident 100က auto ပေါ့နော်သူက link ချိန်ထားတယ်ပေါ့နော် visa application က stage နှစ်ခုထားတာ309က temporary နဲ့ပဲ visa ပေးထားတယ် as long as ပေါ့နော်100ကိုသူတို့ design မလုပ်မချင်းဒီ309 status နဲ့ပဲ Aussie မှာနေလို့ရတယ်အလုပ်လုပ်လို့ရတယ်အတူတူနေလို့ရတယ်ကျောင်းတက်လို့ရတယ်ပေါ့နော်ဒီနောက်ထပ် permanent status ကို
သူတို့မပေးမချင်းပေါ့နော်တော်တော်များများက permanent status တွေကကိုက relationship ကိုလုံးဝ strong ပြရတယ်ဆိုလို့ရှိရင်လည်းမြန်တာတွေလည်းရှိတယ်ပေါ့နော်အောက်ကကမြန်မြန်ပြရတယ် relationship ကိုကအများနဲ့ update မလုပ်ထားဘူးဆိုလို့ရှိရင်လည်း maybe အကြောင်းကြောင့် decision တွေကတစ်နှစ်တန်ဒီနှစ်နှစ်တန်ဒီလိုမျိုးကြာသွားတာမျိုးလည်းရှိတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် Aussie ရောက်သွားပြီဆိုလို့ရှိရင်တော့အတူတူနေလို့ရတယ်အလုပ်လုပ်လို့ရတယ်ကြောင်းတက်လို့ရတယ်ပေါ့နော်ဒီလို status တွေရှိရပေါ့နော်ဒါပေမဲ့ PR ဖြစ်တာကကြတော့ second stage က visa အောင်သွားမှာတာအဲ့ဒီ partner က PR status ကိုရမှာဖြစ်တယ်ပေါ့နော်ဟုတ်အခုကကျတော့ဒီအမျိုးသားကဒီAussie ကိုမသွားနိုင်သေးခင်ပေါ့နော်လောဆယ်တော့အခြားနိုင်ငံတစ်ခုမှနေနေလို့လုပ်နေရဆိုတော့ဒီAussieကိုမရွှေ့နိုင်သေးခင်မှာတကယ်လို့ဒီဟာကိုရှောက်မယ်ဆိုရင်လည်းသူကတယောက်နဲ့တယောက်က processing time ကတော့ကွာမှာပေါ့နော်ဒါပေမဲ့ကြည်ရတဲ့လောက်ကချိုးတွေကလာပိုင်းတွေကနေပြီးတော့တခါလေးကြာနေတစ်နှစ်ကျော်အဲ့လောက်ထိကြာတတ်တယ်ဆိုတော့ခါကြတော့ဒီလိုသူ့ကိုမဆောင်နှင်ပဲနဲ့ပေါ့နော်ဟိုမှာသွားထားပြီးတော့ကျောင်းသားဗီဇာနဲ့ပေါ့နော်ကျောင်းလဲသွားတက်ချင်သေးရပေါ့နော်အဲ့ဆိုကျောင်းသားဗီဇာချိုးသွားတက်ထားပြီးတော့ခါကြမှာအဲ့ပြီးတော့မှအမျိုးသားကလည်းအော်ဂျီရွှေ့လာနိုင်တဲ့အချိန်ကြမှာဒီသူမရွှေ့လာခင်မှာပေါ့နော်ဘာသာဗီဇာကိုရှောက်မယ်ဆိုရင်အဲ့လိုမျိုးနှစ်ခုဆိုရင်ရောကိုယ့်ရဲ့ case ကိုweek ဖြစ်စေနိုင်တာပေါ့နော်ဘယ်လိုမျိုးဟုတ်ကဲ့ရှောက်လို့ရပါတယ်ဒီမှာလေဟုတ်အဓိကကအမပြောတယ်လို့မျိုး risk များနေတာကခုန student visa နဲ့ business visa မြန်မာလေးကျောင်းသွားတက်ချင်တာတွားလို့ရတယ်မှန်တယ်။အောင်သွားတက်ပြီးလို့ရှိရင်ဟိုဘက်ရောက်သွားပြီရောက်သွားကကြမှာအဲ့ခါကျမှ2ယောက်လုံးဟိုဘက်မှာ on show partner visa ရှောက်လိုက်ရင်ပိုတောင်ညံကြီးရပေါ့နော်2ယောက်လုံး on show ရောက်ပြီဆိုလို့ရှိရင်ဒီ A20 ကိုရှောက်လိုက်လို့ရသွားပြီပေါ့နော် risk က student visa ညာလေ student visa က risk ပေါ့နော်အဲ့ဆိုအဲ့ risk ကိုညီမလေးဖြတ်နိုင်တယ်ဆိုလို့ရှိရင်เนาะဒါကတော့မြန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီ risk ကိုဖြတ်နိုင်တယ်ဆိုလို့ရှိရင်တော့ဒါကတော့ try ကြည့်ပေါ့နော်ညီမလေးကကျောင်းလျှောက်တော့မယ်ဆိုလို့ရှိရင်ညီမလေး academic background နဲ့ strong ပြနိုင်တယ် financially background နဲ့ strong ပြနိုင်တယ်လုံးဝဒီ GS statement တွေပါဒီတေချာပြင်ဆင်ပြီးရေးနိုင်တယ်ဆိုလို့ရှိရင်တော့မရနိုင်တာမျိုးတော့မဟုတ်ဘူး try ကြည့်ပေါ့နော်ညီမလေး bachelor program ရှောက်မှာလား master program ရှောက်မှာလားပေါ့နော်စတဲ့ညီမလေးရဲ့ English စာလည်း strong ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါ try ကြည့်လို့ပြောချင်တယ်ပေါ့နော် try ကြည့်မှပဲသိမှာမျိုးဖြစ်တယ်သူတို့ကလုံးဝမပေးတာမျိုးမဟုတ်ဘူးကိုက try ကြည့်မှပဲသိမှာမျိုးဖြစ်တယ်ဆိုတော့ student visa နဲ့ညီမလေးကအရင်ရောက်သွားခဲ့ပြီဆိုလို့ရှိရင်တော့ဒါအတိုင်းထွက်လို့မယ်ညီမလေးကိုရောက်သွားပြီဆိုလို့ရှိရင် A20 နဲ့ပဲညီမလေးတို့2ယောက်ရဲ့ဒီခုနက relationship status တွေကိုပြပြီးတော့ on show partner visa ကိုရှောက်လို့ရတယ် relationship status တွေပြပြီးတော့လေPO9 နဲ့တွားပြီးတော့ Australia ရောက်တယ်ဆိုရင်ဟိုမှာယူကိုယူရမှာလားမယူရင်ရောရတာမသိဘူးလက်ထက်တာကညီမလေးက309ကိုရှောက်ပြီးဆိုကြတဲ့ကညီမလေးတို့ရဲ့ခုနက relationship မှာရှောက်လို့ရမှာ marriage လုပ်ထားတယ်ဆိုရင် marriage certificate ပြရမယ် marriage မလုပ်ထားဘူးဆိုလို့ရှိရင် de facto relationship အနည်းဆုံး12လရဲ့ relationship ကိုပြပြီးမှ309ကရှောက်လို့ရမှာသူတို့ကလည်းအဲ့ဒီအနည်းဆုံးတစ်နှစ် proof ကိုကြည့်ပြီးမှပဲ309က approve ပေးမှာသူတို့ကညီမလေးရဲ့အနည်းဆုံးတစ်နှစ် relationship ကို approve ပေးပြီးလို့ Aussie ကိုရောက်သွားပြီဆိုလို့ရှိရင်ထပ်ပြီးတော့ update တွေလုပ်ပေးရုံနဲ့ရတယ် marriage certificate တွေပြမဖြစ်မနေပြရမယ်လို့သူတို့ကမပြောထားဘူးဆိုရင်ညီမလေးတို့ရဲ့ relationship ကလည်းအမြဲတမ်း active ဖြစ်နေတယ်ဆိုလို့ရှိရင်အချိန်တန်လို့ရှိရင်100ရပါပြီဆိုရှင်ညီမလေး permanent resident ဖြစ်သွားပြီဟုတ်ကဲ့ဆိုရင်ကိုရောက်ရင်အဲ့လိုယူရမယ်ဆိုတော့မရှိဘူးပေါ့နော်အဲ့လိုမျိုးတော့မရှိပါဘူးညီမလေးတို့ရဲ့ relationship status တွေကိုတောက်လျှောက် proof လုပ်ပေးနေရမယ်သူတို့ကတော့ marriage လုပ်ကိုလုပ်ရပါမယ်ဆိုတာမျိုးတော့ပြောထားဘူးပေါ့နော်တိမ်ထဲမှာအတူတူနေရမယ်အဲ့လိုမျိုးပေါ့နော်တနေရာထဲမှာပဲ same address ဖြစ်ရမယ်ပေါ့နော်ဟိုဘက်မှာ on show ရောက်သွားပြီသူနဲ့ငါနဲ့ကအတူတူမနေတော့ဘူးဆိုတာမျိုးဆိုလို့ရှိရင်တော့ဒါညီမလေးရဲ့အောက်ကန်က refusal ဖြစ်လာနိုင်တယ်ပေါ့နော်ဒီလိုမျိုးတော့ရှိတယ်ပေါ့နော် home affairs က visa officer ကစဉ်းစားမယ်သူက on show ကိုတော့ရောက်လို့309နဲ့ရောက်လာပြီးတော့ဒီရောက်မှတက်ရင်ကြီးနေကြတယ်ဆိုတာမျိုးဒါဆိုလို့ရှိရင်သူတန်နေရမှာပါပြီကွာဒီလိုမျိုးဆိုလို့ရှိရင်ညီမလေးရဲ့ဒီနောက်ထပ်ပြီးတော့ PR visa ရဲ့ status ကမပေးတာမျိုးလည်းဖြစ်နိုင်တယ် reject ဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်ကြံ့ကြာနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့သူတို့က as strong as ညီမလေးတို့ရဲ့ ongoing relationship ကို proof ပြနိုင်ရင်ပြနိုင်တယ်လို့အောက်ကမ်းမြင်မြင်ထွက်လို့ဟိုလေ police clearance certificate ကလေတကယ်လို့မြန်မာပြည်ကိုပြန်ပြီးတော့မယူနိုင်ပေါ့နော်အဲ့လိုမျိုး online ကနေပြီးတော့တခြားကသွားယူပေးပြီးတော့ submit လုပ်ရင်ရောသူတို့က accept လုပ်လာမသိဘူးရှင်မြန်မာပြည်က partner အတွက်လားဟုတ်ဟိုသူကမြန်မာပြည်မှာဟုတ်တယ်ဒါပေမဲ့သူကတခြားနိုင်ငံမှာအခုအလုပ်လုပ်နေရအဲ့လိုမျိုး visa apply လုပ်ရင် police certificate ကိုကြတော့ဘယ်လိုမျိုးယူလို့ရလဲမသိဘူး police certificate ကကြတော့ဥမာထားပါတော့ညီမလေးပဲဖြစ်ဖြစ်ညီမလေးရဲ့ partner ပဲဖြစ်ဖြစ်ပေါ့နော်သူနေခဲ့တဲ့နိုင်ငံတိုင်းရဲ့ certificate တွေပြရမှာမျိုးဖြစ်တယ်ပေါ့နော်အဲကျစားရတဲ့ကောင်းဝင်ကြောင်းဒီရဲ့စကန်ထောက်ခံစားတာကကိုကမြန်မာပြည်နိုင်ငံသားဆိုလို့ရှိရင်မြန်မာပြည်ကဟာမျိုးလေး
ပြပေးရမယ်ပြီးလို့ရှိရင်တခြား country မှာသွားပြီးတော့လုံးနေရမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီနိုင်ငံရဲ့ certificate ပါအနည်းဆုံးသူကတစ်နှစ်ပေါ့နော်6လတစ်နှစ်ပေါ့စသဖြင့်ပေါ့နော် condition လေးတော့ရှိတယ်ကွာသူအနေနဲ့6လထပ်နေခဲ့တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်သက်ဆိုင်ရာလက်ရှိရောက်နေတဲ့နိုင်ငံရဲ့ certificate လည်းပြပေးရမှာမျိုးပေါ့နော်ဒီလိုမျိုးကြီးတော့ရှိမယ်ပေါ့နော်အမှတ်ဒီချနာလေးအခုဆိုရင်သူတခြားနိုင်ငံမှာလုပ်တဲ့ visa လျှောက်တော့မယ်ဆိုရင်လေဟိုလေးသူကမြန်မာပြည်မှာဆိုရင်လူကိုယ်တိုင်သွားယူရမှာအဆင်ပြေမှာဆော့လေတခြားလူယူခိုင်းပြီးတော့အဲ့လိုမျိုး online ကနေပဲရတဲ့ document ကိုပဲတင်လိုက်လို့အဆင်ပြေလားသူတို့ဟိုလိုမျိုးကိုတိုင်းရုံးမှာသွားပြီးတော့yes scan မှာသွားပြီးတော့ယူလာအဲ့လိုမျိုးပါလိုက်ကြည့်လားသိချင်တာရှင်အဲ့ဒါကကြတော့ညီမလေး police certificate ယူတဲ့အပိုင်းနဲ့တော့ဆိုင်သွားပြီပေါ့နော်နည်းနည်းလေး technical ပိုင်းတော့ဆိုင်သွားပြီဒါကကြတော့မတို့ဒီ visa ding နဲ့တခြားပြန်ဆွေးနွေးမှပဲရလိမ့်မယ်ပေါ့နော်ဒီမှာတခါတော့ဟို try ဖို့ပဲပေါ့နော်သူရဲ့အဲ့လိုမျိုးဆွေမျိုးနိစက်တော်လို့သွားယူပေးလိုက်တာရတော့ရတဲ့အတိုင်းပဲညီမဆိုရင်မြန်မာပြည်မပြန်ပဲနဲ့police အဲ့လိုမျိုး certificate ဘယ်လိုမျိုးရခဲ့လဲအဲ့လိုမျိုးလိုက်ကြည်လားဘယ်လိုမျိုးဖြစ်မှာဆိုတော့အဲ့ဒါကကျွန်တော်လည်း visa officer မှာတော့တည်မယ်ပေါ့နော်သူတို့ကတန်တရာဝင်နေဆိုတာမျိုးဆိုလို့ရှိရင်တော့စစ်တာမျိုးလည်းရှိကောင်းရှိမယ်ပေါ့နော်ဘာလဲဆိုတော့တခြားလိုမျိုးစင်ကာပူဆိုရင် online ကနေရတယ်ဆိုတော့မြန်မာကျတော့ online ကမရှိဘူးလူကိုယ်တိုင်ဆိုအဲ့လိုမျိုးတွေသူတို့လိုက်ကြည့်မလားလို့သိချင်လို့ရှင်ဟုတ်ကဲ့ဒါကတော့ visa officer မှာပုံနေရညီမလေးသူကတန်တရာရှိရင်တော့စစ်လိုက်မယ် student visa ကိုချိုးရှောက်ထားလိုက်တယ်ပေါ့နော်ချိုးရှောက်ပြီးတော့အမျိုးသားလာတော့မှ on tour အဲ့လိုမျိုးတကယ်တော့ student visa reject ဖြစ်ခဲ့တယ်ဆိုရင်ကြတော့နောက်ပိုင်းမှာpartner visa ရှောက်တဲ့ခါကြလို့ရှိရင်တက်ရောက်မှုရှိနိုင်တော့လားပေါ့နော် rejection history ရှိပါတယ်ဆိုတော့partner visa ကတော့အဲ့လိုမျိုး reject history ရှိထားတယ်ဆိုပြီးတော့တက်ရောက်မှုမရှိနိုင်ပါဘူးညီမလေးတို့စဉ်းစားမှာတော့မဟုတ်ဘူးပေါ့နော်အဲ့စဉ်းစားမှာမဟုတ်ဘူးအဓိကက partner visa ဖြစ်တဲ့အတွက် relationship ကိုပဲသူတို့ကြည့်မှာနော်processing time ကကြတော့ကိုကဘယ်လောက်ထိခိုင်ခိုင်မာမာတင်ပြနိုင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကွာသွားတယ် processing time ကညီမလေးတို့ရဲ့ document ပေါ်မှာမူတည်ပြီးတော့ကွာမှာညီမလေးက genuine relationship ကို strong ဖြစ်နိုင်တယ်တော့ process ကမြန်သွားလိမ့်မယ်။ဟိုအနည်းဆုံး3လကနေ2လောက်လည်းကြာသွားနိုင်တာမျိုးဖြစ်လိမ့်မယ်။တစ်နှစ်တန်ကြီးကြာသွားတာမျိုးလည်းဖြစ်လိုက်မယ်။ချို့ maybe 3လလောက်နဲ့အောက်ကထွက်တာမျိုးလည်းရှိတယ်။4လလောက်နဲ့အောက်ကထွက်တာမျိုးလည်းရှိတယ်ပေါ့နော်။ညီမလေးရဲ့ဒီ relationship ကိုတက်တည်ပြနိုင်တဲ့အပေါ်မှာပဲ proof ပြနိုင်တဲ့အပေါ်မှာပဲမူတည်ပြီးတော့အောက်ကကွာနိုင်တယ်ပြီးလို့ရှိရင်သူတို့ရဲ့ဒီ visa officer ပေါ်မှာ sheet ပုံမှာလည်းမူတည်တယ်ပေါ့ကွယ်သူတို့ကညီမလေး case တစ်ခုနဲ့ handle လုပ်ရတာမဟုတ်ဘူးသူ့မှာ maybe case ကပုံနေတာမျိုးဆိုလို့ရှိရင်လည်း priority အနေနဲ့ပေါ့နော်ဒီလိုမျိုးကြာနာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အကောင်းဆုံးကကိုက document evidence ကို strong ပြနိုင်ရင်တော့ညံမယ်ဆိုတာတော့တွက်ထားလို့ရတယ်ပေါ့နော်ဒါသူတို့မှာ case ဘယ်လောက်ရှိနေတယ်ဆိုတာကျတော့ကိုလည်းမသိရအောင်ပေါ့လေ maybe case တွေပုံနေတာမျိုးလေဖြစ်ကောင်းဖြစ်နိုင်တယ်ဒီပုံမှာမူတည်ပြီးတော့လည်းအောက်ကန်ထွက်တာကကြာသွားနိုင်တယ်ခုမှမရှိမှပြောရတယ်လို့ပဲသူတို့ကတစ်နှစ်ကိုစကေးဗီဇာတယ်လို့ဘယ်လောက်ပေးရမယ်ဆိုပြီးတော့သတ်မှတ်မထားတဲ့အတွက်ပေါ့နော် relationship တွေကိုကြည့်ပြီးတော့ပဲ decision ချမှာဖြစ်တယ်ပေါ့နော်အဲ့ဒီခုန119နဲ့ရထားပြီးတော့အထဲမှာရောစက်မနေနေသေးဆိုရင်ကြတော့သူ့ရဲ့ဒီ requirement မပြည့်မီသေးတဲ့အတွက်ကြောင့်ဒီပုံမှာလည်း infection ရှိနိုင်တော့ရှိတယ်ဟုတ်တယ်ရှိတယ်နော်ဆိုတော့190 status နဲ့ဆိုလို့ရှိရင်သူ့ condition တွေရှိတယ်ညီမလေးတို့ဟိုထဲမှာမရောက်သေးဘူးဆိုလို့ရှိရင်အမအမြင်တိုင်းဆိုလို့ရှိရင်တော့ eligible မဖြစ်နေသေးဘူးပေါ့နော်အသေးစိတ်လေးဒါမှလည်းအတက်တော့ပြောလို့မရဘူးပေါ့နော်မတို့ lawyer နဲ့ consultation လေးတစ်ချက်ယူကြည့်လိုက်ပေါ့နော် consultation တစ်ချက်ယူပြီးတော့ညီမလေးတို့အဲ့ဒါဆိုရှင်းရှင်းလင်းလင်းသိသွားမယ်ကွာဘယ်လိုလမ်းကြောင်းနဲ့သွားလို့ရမလဲဆိုတာလေးကို legally advice ယူကြည့်လိုက်ပါအမကျန်ပေးခြင်းတယ်အဲ့ဒါဆိုလို့ရှိရင်ဘယ်လို process လေးတွေစလုပ်လို့ရသွားမယ်ဆိုတာမျိုးညီမလေးတို့တစ်ခါတည်းကြို့ပြီးတော့ plan လုပ်လို့ရမယ်စဉ်းစားလို့ရမယ်ပြင်ဆင်လို့ရမယ်ပေါ့နော်